ခါတုန်းကတောရွာကြီးတရွာမှာအလွန်တရာမှချမ်းသာပြီးအသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့တထေးကြီးတစ်ယောက်ရှိတဲ့တထေးကြီးဟာပစ္စည်းဥစ္စာချမ်းသာပေမဲ့ဇနီးမယားလည်းမရှိဘူးတထေးကြီးဟာတယောက်တည်းနေထိုင်ပါတယ်အလုပ်ရှိတဲ့အခါမှသာသူများကိုခေါ်ခိုင်းလေးရှိတယ်ဒီနေ့မှာပေါ့တထေးကြီးဟာအရေးကြီးကိစ္စတစ်ခုနဲ့ရပ်အကြာကြီးခရီးတစ်ခုသွားဖို့အကြောင်းတော်လာပါတယ်ခရီးသွားလေးမရှိတဲ့တထေးကြီးဟာခရီးရှည်သွားရမယ်ဆိုတော့သူ့ရဲ့ဥစ္စာပစ္စည်းတွေကိုစိတ်မချဘူးလေသူများအပ်ခဲ့ရင်လည်းစိတ်မချထားခဲ့ရင်လည်းစိတ်မချတဲလဲထိတ်မနိုင်ဆိုတော့သူဘလို့လုပ်ရပါမလဲလို့စဉ်းစားနေပါတယ်ဒီလိုနဲ့စဉ်းစားရင်တထေးကြီးဟာအကြံတစ်ခုရပါတော့တယ်တထေးကြီးဟာအဲ့ဒီအကြံကိုလက်တွေ့အကောင်အထည်ဖော်ပါတော့တယ်တထေးကြီးဟာသူ့ရဲ့ရွှေတွေငွေတွေကိုအားလုံးမြေကြီးထဲကိုမြုပ်ခဲ့ပါတယ်ရွှေတွေငွေတွေထားတဲ့အခန်းထဲမှာတော့ငကိုမူလအတိုက်ထားခဲ့ပါတယ်ရွှေငွေထည့်ရတဲ့တက်တာကြီးကိုလည်းငကိုမူလအတိုက်ထားခဲ့ပါတယ်တထေးကြီးဟာခရီးသွားကနီးမှာတော့အိမ်နီးနားချင်းတွေကိုမှာထားခဲ့ပါတယ်ကျွန်တော်ခရီးသွားနေတော့အိမ်ထဲမှာတစုံတစ်ယောက်အော်တန်ကြရင်ဝိုင်းကြည့်ပေးကြပါလို့မှာထားခဲ့တဲ့အဲ့ဒီလိုမှာကြပြီးတထေးကြီးကတော့အေးဆေးသူ့ခရီးကိုထပ်သွားပါတော့တယ်တထေးကြီးသူ့အိမ်မှာမရှိဘူးဆိုတဲ့တည်င်းကိုခရီးသွားတယ်ဆိုတာကိုခတ်တွန်းသူခိုးတယောက်ကကြားပါတယ်သူခိုးကတထေးကြီးမရှိတော့အိမ်တက်ခိုးရင်တော့ငါအများကြီးရမှာလို့စဉ်းစားနေပါတယ်လူရှိတဲ့အိမ်ခိုးတာထက်လူမရှိတဲ့အိမ်ခိုးတာပိုကောင်းတယ်လို့တွေးပြီးအဲ့ဒီညမှာပဲသူခိုးဟာတထေးကြီးအိမ်ကိုတွားခိုးပါတော့တယ်သူခိုးကြီးအိမ်လေးရောက်တယ်ဆိုရင်ပဲရွှေရီငွေကြီးကိုသူ့ရှာပါတယ်တနေရာမှာတော့အင်မတန်ကြီးမားပြီးတော့အသေးအချာခတ်ထားတဲ့တတာကြီးတစ်လုံးကိုသူတွေ့ပါတယ်ဒါနဲ့အဲ့ဒီတတာကြီးကိုသူဖွင့်ပါတယ်တတာကြီးပွင့်သွားတယ်ဆိုရင်ပဲသူအယမ်းအံ့ဩသွားတယ်ဘာကြောင့်လဲဆိုတော့တတာဟာတော့အသေးအချာခတ်ပေမဲ့ရွှေငွေတော့ရှိမနေပါဘူးအဲ့ဒီတတာထဲမှာသူတွေးရတာကတော့ပေပရွက်တစ်ခုမီအိုးတစ်လုံးဖန်ခါကြောက်တပူစီးဖြူတီကြောက်တပူလုံးချောနေတဲ့ကြောက်စရစ်ခဲတခဲအင်းကွက်တွေရေးထိုးထားတဲ့ဓားမတစ်ချောင်းကနုံပန်းတွေပါတဲ့မှန်ကြီးတစ်ချက်မီးသွေးခဲတခဲတို့မဲ့ထစ်ပါတယ်ဒါနဲ့သူခိုးတဲ့စိတ်ဝင်စားသွားပါတယ်ဘာများလဲပေါ့ပေပရက်ကိုဖတ်ကြည့်တဲ့အခါမှာအောက်ပါအတိုင်းရေးထားတာတွေရပါတယ်ဤအရာသည်ငါတို့မျိုးရိုးစင်ဆက်ထိမ့်သိမ့်လာခဲ့သောအမွေအနှစ်ဖြစ်သည်အပြင်လူမိသူတဦးတယောက်ကိုမျှလက်ဆင့်ကမ်းမပေးရအထူးသဖြင့်သူခိုးသားပြားများလုံးဝမသိစေရပါအောက်ပါနီးအတိုင်းတတဝေမတိန်ပြုတ်လုပ်ပါကဤတတအတွင်းရှိမော်ဒက်ရှင်မှန်ကြီးမော်မှမော်မင်မြတ်ရေးသားထားသောမိသားစုပိုင်ယရနာတိုက်ရှိတာလဲညွန်စာကိုမြင်ရပေမည်ယရနာပစ္စည်းများလဲခုနှစ်စီးတိုက်စာရှိသဖြင့်မော်အသက်ပညာမြဘိုးဘွားများဝှက်ထားခြင်းဖြစ်သည်သို့မှသာလျှင်ရန်သူမျိုး၅ပါးတို့၏ဘေးမှကင်းလွတ်နိုင်မည်ဖြစ်သည်အောက်ပါအချက်လက်များကိုတားစင်မြေးဆက်ထိမ့်သိမ့်ကြပါကုန်နံပါတ်1ပထမဦးဆုံးမိမိကိုယ်အတွေ့မော်ဒက်ကိန်းဝတ်များကျင့်ဆောင်ရမည်ကိုအောက်ပါအတိုင်းဖြစ်သည်မိမိဝတ်ထားသောအဝတ်များကိုချွတ်၍မြေအိုးထဲထည့်ကပြောင်းပြန်လှန်ကအသက်အောင်ပြီးအုပ်ထားပါမိမိ၏နဖူးပေါ်တွင်အခရာကိုမီးခွေးနှင့်ရေးပါရင်ဝပေါ်တွင်အခရာကိုရေးပါတင်ပါနှစ်ခုအကြားတွင်ကြောက်စီရစ်ခဲကိုတတွေးဆွတ်ပြီးညှက်ထားပါပြီးလျှင်အရက်လေးမျက်နှာပတ်တကျင်းစီလှဲ့ကအောက်ပါမန်တန်ကို3ကြိမ်ရွတ်ပါပြီးလျှင်3ကြိမ်ခုံပါအရှိအရက်မောက်စတင်ပါမန်တန်ရွတ်ပြီးခုံရဝဲကြောက်စီရစ်ခဲပြုတ်ကျသွားလျှင်ကျင့်စဉ်ကိုအစမှပြန်စပါဥပမာအရက်3မျက်နှာအရောက်ခုံစင်မောကြောက်ခဲပြုတ်ကျတော့အရှိအရက်မှပြန်စပါအုံနမုံနပုံနဘူးယူရတပ်ပတုခန္တုဂုဏစုံနဝုံနစုတုတရှိတပ်ပပုတပ်ပထုဇီးဖူဖန်ကားတောက်တော်ညာဓာပူကက်ကပုပေရှိတပ်ပရွှေငွေပေါ်လာစေဒီထံအိတ်ထံအပိတံရုတ်တိတန်တန်ထွေဟုအရက်လေးမှတ်နာကျင့်စဉ်ပြီးသည်နှင့်ဇီးဖြူသည်စားရေတောက်ပါဖန်ကားသည်စားရေတောက်ပါမော်ဒါမကိုမီးပူပေးပါမော်ဒါမကိုမီးပူပေးပြီးနောက်မြေပြင်ပေါ်တင်ထားပါမော်မျက်ရှင်မှန်ကြီးကိုမော်ဒါမနှင့်မလားမကရှေ့တဲ့တွင်ထောင်ထားပါထိုမော်ဒါမမီးဖူပေါ်သို့စတုမတုတိတ်တိစုဟုရွတ်ကအတာယာထိုင်ချပါလုံးဝပူလောင်မီမဟုတ်ပါရဲကြီးထိုင်ချပါထိုင်လိုက်သည်နှင့်မိမိရှိမှန်ပေါ်တွင်
အကုန်တွေ့ရပြီမီအထက်ပအချက်အလက်များအားတားစဉ်မြေးဆက်ဆက်လက်ထိန်းသိမ်းကြပါရန်ဤပေပရပရိုက်တွင်ရေးသားမှတ်တမ်းတင်ခဲ့သည်တခိုးကစာဖတ်ပြီးလို့သူတော်တော်လေးစိတ်ဝင်စားသွားပါတယ်ဒီအကြောင်းအရာနေတကယ်ဟုတ်မဟုတ်စမ်းသပ်ခြင်းနဲ့စိတ်ပေါ်လာပါတယ်နောက်တစ်ခုတခိုးဓားပြားများမသိစေရဆိုပေမဲ့သူကကန်ကောင်းလို့ဓာကိုတွေ့တယ်လို့သူထင်လာပါတယ်ဒါနဲ့လက်တွေ့စမ်းသပ်ပါတော့တယ်အရက်လေးမျက်နှာကျင့်စဉ်ကိုအရင်ပြုတ်လို့ပါတယ်တခိုးရဲ့စိတ်ထဲမှာအလွန်ပင်တကိုးပါဝါဒီတက်လာတယ်လို့ခံစားမိတယ်ပီတိတွေဖြာဝေနေတယ်ဇီးဖြူတီးကိုစားပြီးရေတောက်ပါတယ်နောက်တစ်ခုဖန်ကားသီးစားပြီးရေတောက်ပါတယ်တခိုးဟာရွှေငွေရလိုဇောညိဓားကိုမီးဖုတ်ပါတော့တယ်မီးဖုတ်ပြီးတော့ဓားကြီးအသားရဲလာတဲ့အခါကြောက်ပေမဲ့တခိုးဟာကျမ်းပင်ပေါ်ချပြီးဓားမရှိမှမှန်ကြီးကိုထောင်လိုက်ပါတယ်မှန်ကြီးကိုတေချာစိုက်ကြည့်ရင်စတုမဒူတိတ်တိစုဟုကားထားရွတ်ပြီးဓားပေါ်ဖင်ထိုင်လိုက်ပါတော့တယ်အဲ့ဒီလိုထိုင်လိုက်တဲ့အခါမှာတော့ထိမ့်မနိုင်သိမ့်မရတဲ့တခိုးရဲ့အော်တန်ကြီးတစ်ခုထွက်လာပါတော့တယ်မှန်ကြီးပေါ်မှာတော့ရတနာတိုက်ကိုပြတဲ့မော်လိုင်းညုံကိုတော့သူခညာမတွေ့လိုက်ပေမဲ့အပူလောင်သွားတဲ့အခါငဲသန်းပါအောင်အော်လိုက်ရင်ကြောက်စရာကောင်းလောက်အောင်ရုပ်ဆိုးပန်းဆိုးကြီးဖြစ်သွားတဲ့သူ့မျက်နာကြီးကိုသာသူမြင်လိုက်ရပါတော့တယ်ပတ်ဝန်းကျင်မှာအော်တန်ကြားလို့တထေးကြီးအိမ်ဝိုင်းလိုက်တော့တခိုးကိုမိသွားပါတော့တယ်ဗျာနောက်တနေ့မှာတော့ရွာကြီးလေးအေးချမ်းတာယာသွားပါတော့တယ်